ကျွန်တော်ရဲ့နှလုံးသားချမ်းစီဆုံးဖြတ်ချက်တွေနဲ့လုံးရတိုင်းသည် Hallelujah သခင်ရဲ့သဘောနဲ့ချမ်းစီလို့တော့တိုင်းဖြစ်လို့သည်ကျွန်တော်ရဲ့နှလုံးသားဆန္ဒကျွန်တော်ရဲ့နှလုံးသားဆန္ဒသခင်ရဲ့သဘောလို့နဲ့စံချိန်ရဲ့ညင်သာစွာမြေမျိုးပြလိုက်ပါကျွန်တော်ဆန္ဒပြန်လေဝန်ခံပါအောင်ကျွန်တော်ရဲ့နှလုံးသားချမ်းစီ